ရွှေဘိုးစီသာမကြားရတဲ့အဝေးမှာတာဝန်လွယ်ဟာစစ်ကြောင်းထွက်နေရဒီတော့မပြန်နိုင်တဲ့မင်းခါယောက်ျားကိုရဲပါကိုရဲပါဘယ်စီကိုမျောမှန်းမိလွမ်းရပါနေအောင်မမြင်နဲ့ရိတ်ကြည့်တော်တော်ကြာတော်ရမှမပြောတဲ့မင်းခါယောက်ျားကိုရဲပါကိုရဲပါ